ခေါင်းထဲမှာတန်းကောင်တွေကိုတွေးလိုက်ရတာကြောင့်ကောင်လေးကအံ့ဩနေချိန်လက်ချောင်းတွေကခေါင်းထဲကိုဝင်လာပါတယ်။ကောင်လေးကပြေးနေရင်ခလုတ်တိုက်ပြီးလူကြီးနာခေါင်းပေါ်ပြုတ်ကျကလွှင့်ဆင်သွားပါတယ်။ဟိုဘာကအချိန်မီကူညီလိုက်ပေမဲ့လူကြီးကလက်နဲ့ရိုက်လိုက်တာကြောင့်အောက်ကိုကျသွားပြီးဟိုဘာကတိုက်ခိုက်ရေးကောင်အောက်မှာပြီးနေပါတယ်။မိခိုးငွေတွေနီးကပ်လာတာကြောင့်ဟိုဘာကကောင်လေးကိုပြေးခိုင်းပေမဲ့ကောင်လေးကတိုက်ခိုက်ရေးကောင်ကိုမှလိုက်ကာစာတိုက်ပုံးစီကိုအတူထွက်ပြေးကြပါတယ်။ဟိုဘာကအပေါ်ရောက်သွားကကောင်လေးကိုမိခိုးထဲပါသွားပြီလို့ထင်လိုက်ပေမဲ့ကောင်လေးကတိုက်ခိုက်ရေးကောင်ကိုဆွဲပြီးအပေါ်တက်လာပါတယ်။ကိုးကောင်တွေကလူကြီးရဲ့ဘောင်းဘီအောက်ကနေဝင်ပြီးနေရာကောင်းကိုကိုက်လိုက်တော့ပစ္စည်းတွေလွတ်ကျပြီးဟန်ချက်ပြတ်သွားပါတယ်။အဲ့ဒီချိန်မော်ဆရာနဲ့ကောင်လေးကတိုက်ခိုက်ရေးကောင်ရဲ့အဆူးမှာဆေးရည်ကိုတုပ်လိုက်ပြီးလူကြီးရဲ့ပေါ်နေတဲ့တင်ပါကိုအရှိန်နဲ့ထိုးချလိုက်ပါတယ်။ဆေးအစွမ်းကြောင့်လူကြီးကပုံစံမျိုးစုံပြောင်းကနောက်ဆုံးမှာတော့သေးငယ်တဲ့လူပူလေးတစ်ယောက်ဖြစ်သွားပြီးတိုက်ခိုက်ရေးကောင်တွေကလိုက်နေတာကြောင့်ထွက်ပြေးသွားပါတယ်။ကောင်လေးရဲ့လှုပ်ဆောင်မှုတွေကြောင့်အားလုံးအသက်ဘေးကလွတ်မြောက်ခဲ့တဲ့အတွက်ကောင်လေးကိုချီးကျူးပြီးအတိမတ်ပြုကြပါတယ်။ဘရင်မကြီးကလဲကောင်လေးကိုသူ့ရဲ့ငကိုမူလအတိုင်းပြန်နေဖို့အတွက်ဆုံးဖြတ်ပေးလိုက်ကမော်ဆရာကဆေးရည်ကိုပေးပြီးအပြင်ရောက်မှတောက်ဖို့ပြောလိုက်ကအားလုံးနဲ့ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်ကြပါတယ်။အိမ်ပြန်ရောက်တော့ကောင်လေးကဂျယ်လီတုံးတွေကိုပိုရွက်စိတ်တွေစီချပေးလိုက်တော့ပရွက်စိတ်အားလုံးပျော်ရွှင်သွားကြပါတယ်